ကမ္ဘာအကြီးဆုံးသဘာဝဘေးအန္တရာယ်များနေတန်းသဘာဝတရားရဲ့အလှတရားတွေနဲ့အတူကြမ်းတမ်းတဲ့ဘေးအန္တရာယ်တွေလည်းရှိပါတယ်လူသားတွေကိုအကြီးမားဆုံးစိန်ခေါ်မှုတွေပေးခဲ့တဲ့သဘာဝဘေးတွေဟာတမိုင်းတစ်လျှောက်အသက်ပေါင်းများစွာပစ္စည်းဥစ္စာတွေကိုဖျက်ဆီးခဲ့ပါတယ်ဒီဇလန်မှာတော့ကမ္ဘာတမိုင်းမှာအကြီးမားဆုံးအဖျက်ဆွမ်းအားရှိဆုံးသဘာဝဘေးအန္တရာယ်တချို့ကိုပြန်လည်မျှဝေသွားမှာဖြစ်ပါတယ်ငလျင်ကြီးများငလျင်ဆိုတာကမ္ဘာမြေကြီးရဲ့အတွင်းပိုင်းလှုပ်ရှားမှုကြောင့်ဖြစ်ပေါ်လာတဲ့သဘာဝဘေးတစ်ခုဖြစ်ပြီးစက္ကန့်ပိုင်းအတွင်းမြို့တစ်မြို့ကိုပြာပုံပြုံးတီးစေနိုင်ပါတယ်2004ဆူနာမီငလျင်အင်ဒိုနီးရှားရစ်တာစကော9.9.3 အထိတိုင်းတာခဲ့ရပြီးဆူနာမီလိုင်းတွေကြောင့်နိုင်ငံပေါင်း14နိုင်ငံမှာလူပေါင်း230သူညကျော်သေဆုံးခဲ့ပါတယ်2010တိုဟိုခုငလျင်ဂျပန်ပမာဏကို0.3ရှိပြီးဆူနာမီနဲ့အတူဖူကူရှီမာနျူကလ িয়ার တပ်ပေါင်းဖို့ပါပျက်စီးခဲ့ပါတယ်1986တန်ရှမ်းငလျင်တရုတ်မိနစ်ပိုင်းအတွင်းလူပေါင်း240သေဆုံးခဲ့တဲ့သမိုင်းတွင်ငလျင်ကြီးဖြစ်ပါတယ်ဆူနာမီကြီးများသမုဒ္ဒရာရဲ့အောက်ခြေငလျင်လှုပ်ရှားမှုတွေကအေယာမလိုင်းလုံးတွေကိုဖြစ်ပေါ်စေပါတယ်2004အိန္ဒိယသမုဒ္ဒရာဆူနာမီအမြင့်ဆုံးလိုင်းအမြင့်100ပေကျော်ရှိပြီးအာရှနဲ့အာဖရိကအထိဒုက္ခပေးခဲ့ပါတယ်2011ဂျပန်ဆူနာမီ133ပေအထိမြင့်တက်လာပြီးကမ်းရိုးတန်းဒေသတွေကိုရေလွှမ်းမိုးခဲ့ပါတယ်မုန်တိုင်းကြီးများဟာရီကိန်းတိုင်ဖွန်းနဲ့ဆိုင်ကလုန်းမုန်တိုင်းတွေဟာလေတိုက်နှုန်းနာရီ150မိုင်ကျော်နဲ့လူတွေရဲ့အသက်အိုးအိမ်တွေကိုခြိမ်းခြောက်နိုင်ပါတယ်2005ကက်ထရီနာအမေရိကလူသက်800သေဆုံးပြီးနယူးအော်လီယန်မြို့ကိုရေလွှမ်းမိုးခဲ့ပါတယ်2013ဟိုင်ယန်တိုင်ဖွန်းဖိလစ်ပိုင်လူ6ကျော်သေဆုံးခဲ့ပြီးသမိုင်းတွင်တဲ့မုန်တိုင်းကြီးဖြစ်ပါတယ်မီးတောင်ပောက်ကွဲမှုများမီးတောင်တွေရဲ့ပောက်ကွဲမှုဟာလေထုကိုပါအဆိပ်သင့်စေနိုင်ပါတယ်1883ခယာဂါတိုအင်ဒိုနီးရှားအတန်လိုင်းတွေဟာကမ္ဘာကို9ပတ်အထိလှည့်ပတ်ခဲ့ပြီးလူ36သေဆုံးခဲ့ပါတယ်89AD ဗီဆူဗီယာအီတလီပုံပြီးမြို့တစ်မြို့လုံးကိုမိသစ်ပြမှုန်တွေနဲ့မြုပ်နှံခဲ့ပါတယ်အခြားသဘာဝဘေးများရေကြီးမှုများ1930တရုတ်ရေလွှမ်းမှုလူ4တန်းသေဆုံးခဲ့ပါတယ်အပူလိုင်းများ2003ဥရောပလူ90သေဆုံးခဲ့ပါတယ်မိုးခေါင်ရေရှားမှုနှင့်တဲကန်နာရများတိုးချဲ့လာခြင်းရေရှားပါမှုနှင့်မိုးခေါင်မှုတွေဟာတစ်နှစ်ပြီးတစ်နှစ်ပိုမိုဆိုးရွားလာပါတယ်အာဖရိကတဲကန်နာရများဆာဟာရတဲကန်နာရဟာနှစ်စဉ်10ကီလိုမီတာနှုန်းနဲ့တိုးချဲ့လာနေပြီးလူသန်းပေါင်းများစွာရဲ့အသက်မွေးဝမ်းကြောင်းမှုကိုခြိမ်းခြောက်နေပါတယ်2010-2019ကယ်လီဖိုးနီးယားမိုးခေါင်မှုအမေရိကန်ရဲ့စိုက်ပျိုးရေးအချက်အခြာဒေသကိုထိခိုက်စေခဲ့ပြီးရေသွင်းစိုက်ပျိုးရေးစနစ်များပြောင်းလဲခဲ့ရပါတယ်ရေခဲမြစ်များအရည်ပျော်ခြင်းနှင့်ရေမျက်နှာပြင်မြင့်တက်လာခြင်းကမ္ဘာကြီးပူနွေးလာမှုကြောင့်အန္တာတိကဂရင်းလန်နဲ့တောင်တန်းဒေသကရေခဲမြစ်တွေအရည်ပျော်လာနေပါတယ်ဂရင်းလန်ရေခဲပြင်အရည်ပျော်မှု2019ခုနှစ်တွင်တရက်ထဲမှာရေခဲတန်ချိန်12ဘီလီယံအရည်ပျော်ခဲ့ပါတယ်ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှု1900ပြည့်နှစ်မှစပြီးပြင်းပြ8လက်မခန့်မြင့်တက်လာကကမ်းရိုးတန်းဒေသမျိုးစုံကိုရေလွှမ်းမိုးမှုအန္တရာယ်ဖြစ်စေနိုင်ပါတယ်လေဆင်နှာမောင်းနှင့်အလွန်မင်းလေပြင်းတိုက်ခတ်မှုများလေဆင်နှာမောင်းတွေဟာမိနစ်ပိုင်းအတွင်းရွာတစ်ရွာလုံးကိုဖျက်ဆီးနိုင်ပါတယ်2011အမေရိကန်လေဆင်နှာမောင်းစုအဝေးတရက်ထဲမှာလေဆင်နှာမောင်း362ခုဖြစ်ပေါ်ခဲ့ပြီးလူ300ကျော်သေဆုံးခဲ့ပါတယ်2021မြန်မာနိုင်ငံမုံရွာလေဆင်နှာမောင်းလူပေါင်း100ကျော်သေဆုံးကအိမ်ခြေပေါင်းများစွာပျက်စီးခဲ့ပါတယ်တစ်တော်များမီးလောင်ကျွမ်းမှုနှင့်ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးခြင်း
တစ်တောမီလောင်မှုတွေဟာလေထုညစ်ညမ်းမှုကိုဖြစ်စေပြီးတိရစ္ဆာန်နဲ့အပင်မျိုးစိတ်ထောင်ပေါင်းများစွာကိုမျိုးတုံးစေပါတယ်2019-2020 ဩစတြေးလျတစ်တောမီဧရိယာ 18.6 တန်းဟက်တာလောင်ကျွမ်းခဲ့ပြီးတောရိုင်းတိရစ္ဆာန်3ဘီလီယံခန့်သေဆုံးခဲ့ပါတယ်အမေဇုန်မိုးတစ်တောပြုံးတိမှုနှစ်စဉ်မီးလောင်မှုများကြောင့်ကမ္ဘာအောက်ဆီဂျင်20ထုတ်လုပ်ပေးနေတဲ့အဆုတ်ကြီးပျက်စီးလာနေပါတယ်။ဤကုန်းချုပ်တဘာဝဘေးအန္တရာယ်တွေကိုလုံးဝတားဆီးဖို့မဖြစ်နိုင်တော့လဲကြိုတင်ပြင်ဆင်မှုနဲ့သိပ္ပံနည်းကျစီမံခန့်ခွဲမှုတွေကလူသားတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေကိုကာကွယ်နိုင်ပါတယ်။ကျိုးတို့တဦးချင်းစီကနေတဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းဖို့ရာသီဥတုပြောင်းလဲမှုကိုလျှော့ချဖို့လှုံ့ဆော်နိုင်ပါတယ်။အနာဂတ်မျိုးဆက်တွေအတွက်ပိုမိုဘေးကင်းတဲ့ကမ္ဘာကြီးကိုအတူတူဖန်တီးကြရအောင်။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါသည်ကိုပြည့် channel အား subscribe နှိပ်ပြီးအားပေးခဲ့ပါကျေးဇူးတင်ပါသည်